စကားပြောတတ်တဲ့တရိတ်ဆန်တွေနေထိုင်ရာကဘာမှာဘတ်စကတ်ဘောနဲ့ဆင်တူတဲ့ raw ball ကစားသမားဖြစ်ခြင်းနဲ့ဝူးဆိုတဲ့စိတ်ကလေးတစ်ကောင်ရှိပါတယ်။သူ့အမေလူဝစ်ရဲ့အကူအညီနဲ့ Vitarus မျိုးရဲ့ Thorns အသင်းပွဲစဉ်ကိုကြီးခွင့်ရခဲ့တာပြီးအဲ့ဒီပွဲမှာအသင်းရဲ့ကျေပွင့်ဖြစ်တဲ့ကြားတစ်နက်ဂျက်ကွင်းထဲဝင်လာတာနဲ့တကွင်းလုံးရုံရင်းဆန်ခတ်ဖြစ်သွားခဲ့ရပါတယ်။ဂျက်ရဲ့ထူးချွန်တဲ့ကစားကွက်တွေကိုအနီးကပ်မြင်လိုက်ရတဲ့ဝူးဟာတနေ့မှာဂျက်လိုထူးချွန်တဲ့သူဖြစ်ရမယ်လို့သူ့အမေကိုကတိပေးခဲ့ပါတယ်။10 နှစ်ကြာပြီးနောက်မှာတော့ဝူးဟာဆယ်ကျော်သက်စိတ်တကောင်ဖြစ်လာပြီး professional ကစားသမားဖြစ်ဖို့ဆက်လက်လေ့ကျင့်နေခဲ့ချိန်မှာစိတ်မကောင်းစရာကတော့သူ့အမေလူဝစ်ကွယ်လွန်သွားခဲ့ပါပြီ။ဝူးဟာအိမ်ငါးခပေးနိုင်ဖို့အရင်ကသူ့အမေအလုပ်လုပ်ခဲ့တဲ့စားတောက်ဆိုင်မှာပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ကင်ရင်းတယောက်တည်းရုန်းကန်နေရတာပါ။အလုပ်ပြီးတိုင်းဝူးဟာ The Cage လို့ခေါ်တဲ့သူ့ရဲ့အကြိုက်ဆုံးကွင်းမှာတွားရောက်လေ့ကျင့်လေးရှိပါတယ်။ဝူးဟာတကယ်ပဲပါရမီပါပေမဲ့သူ့ရဲ့နောက်ဆုံးကန်ချက်မှာ Chris ဆိုတဲ့ဝက်ဝန်ကြီးကဘောလုံးကိုဖမ်းပြီးအမိုးပေါ်ကိုပစ်တင်လိုက်ပါတော့တယ်။ Chris ကဝူးကိုလူကောင်သေးလွန်းလို့ဒီအားကစားနဲ့မထိုက်တန်ဘူးဆိုပြီးကွင်းထဲကနေမောင်းထုတ်လိုက်ပါမယ်ဝူးကအခွင့်အရေးပေးဖို့တောင်းဆိုခဲ့တာပါ။ဒါပေမဲ့ Chris နဲ့သူ့အဖွဲ့ကတော့ဒီအားကစားကိုအပြီးတိုင်ဆွန့်လွတ်လိုက်ဖို့ပဲပြောဆိုခဲ့ကြပါတယ်။ဝူးအတွက်အခြေအနေတွေခက်ခဲနေတယ်လို့ချက်အတွက်လည်းအခြေအနေတွေမကောင်းပါဘူး။သူမဟာပါရမီရှိပေမဲ့အခုနောက်ပိုင်းမှာတော့သူမရဲ့ကစားသမားဘဝကကျဆင်းနေခဲ့တာပါ။ Thorns အသင်းဟာဖလားမရတာနှစ်အတော်ကြာပြီဖြစ်လို့ပရိသတ်တွေကသူမကိုအနားယူဖို့ဖိအားပေးလာကြပါတယ်။ရှုံးနိမ့်မှုတွေများလာတဲ့အခါဂျက်ဟာ Thorns အသင်းပိုင်ရှင်ဖလိုစီသွားပြီးသူမအနေနဲ့ Quad Trophy ဖလားကိုရချင်ရင်ပိုပြီးထူးချွန်တဲ့အသင်းသားတွေနဲ့ကစားဖို့လိုအပ်ကြောင်းပြောပြခဲ့ပါတယ်။ဖလိုကသူ့အသင်းအပေါ်တိတ်ဆိတ်မဝင်စားပေမဲ့ပါရမီရှိတဲ့လူငယ်တွေကိုရှာဖွေပြီးအသင်းတစ်ခုဖွဲ့ပေးမယ်လို့ကတိပေးလိုက်ပါတော့တယ်။ဝူးအိမ်ပြန်ရောက်တဲ့အခါအိမ်ရှင်ကြီး Frank ကအိမ်ငါးခလာရောက်တောင်းခံပါတယ်။ Frank ကဝူးကိုခင်ပေမဲ့သူ့မှာလည်းဝူးကိုအားပေးတဲ့တီယိုပါဝင်ရှင်ကလေးအများကြီးကိုကျွေးမွေးရမှာမို့လို့ပါ။ဝူးကနောက်နေ့ပေးမယ်လို့ကတိပေးပေမဲ့သူ့မှာပတ်စံမရှိတာကြောင့်သူ့အမေလက်ဆောင်ပေးခဲ့တဲ့ Thorns အမတ်တစိမ့်ဖနက်ကိုရောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ဖနက်ဆိုင်ကတန်မိုးရဲ့ထက်ဝက်ပဲပေးတာကြောင့်ဝူးကအစမှညှင်းဆန်ခဲ့ပေမဲ့အိမ်ကအနှင်ခံရမှာဆိုတာကြောင့်နောက်ဆုံးမှာတော့ရောင်းဖို့သဘောတူလိုက်ရတာပါ။အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းဒါရီယဲကဖုန်းထဲမှာ live လွှင့်နေတာကိုပြသပါတယ်။အဲ့ဒါကတော့ Volcanoes အသင်းက professional မြင်းကစားသမား Main က The Cage ကွင်းမှာစင်ခေါ်ပွဲလုပ်နေတာပါ။ဝူးဟာသူ့ကိုယ်သူတက်တည်ပြဖို့အခွင့်အရေးရသွားပြီလို့ယူဆပြီးပတ်စံကိုယူကာသူ့တငယ်ချင်းတွေနဲ့အတူကွင်းစီကိုအမြန်ဆုံးထွက်ခွာလာပါတော့တယ်။ကွင်းထဲကိုရောက်တဲ့အခါမိန်းကအပျော်တမ်းကစားသမားတွေကိုသုံးပွဲပြိုင်စင်ခေါ်နေတာကိုတွေ့ရပါတယ်။ Chris အပါဝင်ပါဝင်ရှင်ပြိုင်သူအလုံးဟာမိန်းကိုမရှင်နိုင်ပဲရှုံးနိမ့်သွားကြတာကြောင့်မိန်းကဘိုင်းလန်မျိုးဟာ World Ball နဲ့ပတ်သက်ရင်ဘာမှသုံးစားမရဘူးဆိုပြီးလူပုံအလဲမှာလှောင်ပြောင်ရှက်ခွဲလိုက်ပါတယ်။ဒါကိုဝူးကမကြေမနက်ဖြစ်သွားတာကြောင့်နောက်ထပ်စင်ခေါ်သူအဖြစ်ရှေ့ထွက်လာခဲ့ပါတယ်။မိန်းကဝူးကိုလူကောင်သေးလွန်းလို့အိမ်ပြန်သွားဖို့လှောင်ပြောင်ပေမဲ့ဝူးကတော့မကြောက်မရွံ့ပဲသူ့ရဲ့အိမ်ငါးခတွေကိုပါလောင်းကြီးထပ်ပြီးစင်ခေါ်လိုက်ပါတယ်။ဘသူကအရင်ဆုံး3ဂိုးသွင်းနိုင်မလဲဆိုတာကိုရှင်ပြိုင်ကြရမှာမိန်းကဝူးကိုအရင်စကစားခွင့်ပေးပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲဝူးကအဝေးကနေလှမ်းပစ်သွင်းလိုက်တာကြောင့်ပထမဆုံးမှတ်ကိုရရှိသွားပါတယ်။ပရိသတ်တွေအားပေးနေတော့မှပဲဝူးကမိန်းကိုလှည့်စားပြီးဒုတိယမြောက်ဂိုးကိုဆက်တိုက်သွင်းလိုက်ပါတယ်။နောက်ဆုံးတမတ်ပဲလိုတော့တဲ့အချိန်မှာမိန်းကစိတ်မရှိတော့ပဲဝူးစီကဘောလုံးကိုအတင်းအဓမ္မလူယူလိုက်ပါတယ်။အတွေ့အကြုံရှိတဲ့မိန်းကအမှတ်2မှတ်ကိုအလွယ်တကူပြန်ယူလိုက်ပြီးနောက်ဆုံးမှာတော့ဝူးကိုကြော်ဖြတ်ကအနိုင်ရသွားတာကြောင့်ဝူးဟာသူ့ရဲ့ဖက်နဲ့ရောင်းရငွေတွေကိုပေးလိုက်ရပါတော့တယ်။အခြေအနေတွေကပိုဆိုးလာပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့အင်ရှင် Frank ကတောင်းပန်လွှာလေးနဲ့အတူသူ့ပစ္စည်းတွေကိုအပြင်ထုတ်ထားတာကိုတွေ့လိုက်ရပါတယ်။ Frank ကအခန်းထဲမှာအိမ်ငါးတစ်တယောက်ထည့်ထားတာဖြစ်ပြီးတီယိုကပြတင်းပေါက်ကနေဝူးကိုအားပေးစကားပြောကကံကောင်းပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ဝူးဟာအိမ်သစ်မရခင်အထိသူ့တငယ်ချင်းဒါရီယယ်နဲ့ဟန်နာတို့အိမ်မှာခိတ္တသွားနေရပါတယ်။နောက်တနေ့မနက်အလုပ်သွားတဲ့အခါမြို့ထဲကလူတွေအားလုံးကသူ့ကိုအံ့ဩတကြီးကြည့်နေကြတယ်။ဝူးတယောက်ဘာဖြစ်နေမှန်းမသိခင်မှာပဲစားတောက်ဆိုင်ကိုအသင်းပိုင်ရှင်ဖလိုရောက်လာခဲ့တာပါ။ဖလိုကဝူးဟာအရက်ပူပေမဲ့ professional ကစားသမားတယောက်ကိုရှင်ကစားနိုင်တဲ့အတွက်သဘောကျသွားပြီး Thorns အသင်းမှာလူတစ်အဖြစ်ပါဝင်ဖို့စာချုပ်နဲ့ကမ်းလှမ်းလိုက်ပါတယ်။ဝူးကတော့မဆိုင်မတော့ပဲချက်ချင်းလက်ခံလိုက်ပါပြီ။တစ်ဖက်မှာလည်းဂျက်ကသတင်းကြည့်ရင်ဖလိုဟာအရက်9ပေ9လက်မှတ်ပဲရှိတဲ့လူငယ်တယောက်ကိုအသင်းအတွက်ခေါ်ယူလိုက်တယ်ဆိုတာသိသွားတဲ့အခါအလွန်ဒေါသထွက်သွားပါတယ်။သူမကဖလိုရဲ့ရုံးခန်းကိုချက်ချင်းသွားပြီးရှင်းပြခိုင်းပါတယ်။ဖလိုကတော့ဒါဟာဂျက်ရဲ့တောင်းဆိုချက်အရအရေးချင်းရှိတဲ့သူကိုရှာပေးတာဖြစ်ကြောင်းပြောပြပြီးအခုဆိုရင်ဂျက်အနေနဲ့အဲ့ဒီစိတ်ကလေးကိုအရန်ကစားသမားဖြစ်လာအောင်ကိုယ်တိုင်လေ့ကျင့်ပေးလို့ရပြီလို့ပြန်ပြောလိုက်ပါတော့တယ်။ဝူးဟာဒါကိုအခွင့်အရေးတစ်ခုလို့မှတ်ယူပြီးသူဟာဂျက်ရဲ့ပရိသတ်စစ်ဖြစ်ကြောင်းပြောပြပေမဲ့ဂျက်ကတော့ဂရုမစိုက်ခဲ့ပါဘူး။သူမတယောက်တည်းနဲ့တင် Raw Ball Champion ဆုကိုအရယူပြမယ်လို့ကြုံဝါပြီးထွက်ခွာသွားပါတယ်
ရက်အနှဲငယ်ကြာမှာတော့ဝူးကိုကွင်းအတွင်းပထမဆုံးမိတ်ဆက်ပေးမဲ့ Thorns အသင်းရဲ့ပွဲစဉ်ကြီးရောက်ရှိလာပါတယ်။ပွဲမစခင်မှာသူဟာအသင်းဖော်တွေဖြစ်တဲ့ကလာအုပ်ငတ်မအိုလစ်ဗီယာကျန့်အာချီတစ်ကူလာအုပ်လင်နီနဲ့ပတက်မိုဒိုတို့နဲ့တွေ့ဆုံခဲ့ပါတယ်။အဖွဲ့ဆုံသွားတဲ့အခါကွင်းထဲကိုဆင်းလာကြပေမဲ့ Thorns ပရိသတ်တွေကဝူးရဲ့အရွယ်စားကိုကြည့်ပြီးလောင်ပြောင်ကန့်ကွက်ကြတာကြောင့်ပြဿနာတွေထပ်မတက်အောင်နီးပြဒင်းနစ်ကလူတစ်လေးဝူးကိုပွဲစဉ်တစ်လျှောက်လုံးအရန်ခုံမှာပဲထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒိုင်လူကြီးကပွဲဆက်ဖို့အချက်ပေးလိုက်တဲ့အခါဝူးဟာကွင်းထဲမဝင်ရပေမဲ့စိတ်အားမငယ်ပဲအသင်းနိုင်ရဖို့အားပေးနေခဲ့ပါတယ်။ဒါပေမဲ့ဂျက်ရဲ့အစွမ်းကုန်စူးစမ်းမှုတွေရှိပေမဲ့အသင်းသားတွေကြားမှာနားလည်မှုမရှိတာကြောင့် Thorns အသင်းရှုံးနိမ့်သွားပါတယ်။အဲ့ဒီနောက်ပွဲစဉ်တွေအတော်များများမှာ Thorns အသင်းဟာတပွဲပြီးတပွဲဆက်တိုက်ရှုံးနိမ့်လာပြီးဝူးကတော့အရန်ခုံကနေပဲကြည့်နေရပါတယ်။အသင်းဟာဇယားအောက်ခြေကိုရောက်သွားပြီးနောက်တပွဲသာထပ်ရှုံးရင်တော့ Claw Trophy ဖလားနဲ့အပီးတိုင်ဝေးရတော့မှာပါ။နောက်တပွဲကိုတခြားမြို့မှာသွားကစားရမှာဖြစ်လို့အသင်းသားတွေလေရင်နဲ့ခီးထွက်ခဲ့ကြပါတယ်။လန်ခီးမှာအိုလစ်ဗီယာကမိန်းရဲ့တချင်းဗီဒီယိုအသစ်ထွက်လာကြောင်းပြောပြပါတယ်။အဲ့ဒီဗီဒီယိုထဲမှာမိန်းကဝူးဟာဘယ်တော့မှ professional ကစားသမားဖြစ်လာမှာမဟုတ်ဘူးလို့အချက်ခွဲထားတာကြောင့်ဝူးဟာဒေတာတွင်းမှာရဲစရာတစ်ခုဖြစ်လာပြီးသူ့ရဲ့အရေးချင်းကိုတက်တည်ပြဖို့အခွင့်အရေးရမှာမဟုတ်တော့ဘူးလို့ယူဆကစိတ်အားငယ်လာပါတယ်။ Thorns အသင်းက Shadows အသင်းနဲ့ရင်ဆိုင်ရမယ့်အချိန်မှာလဲဝူးဟာအရန်ကုန်မှာပဲရှိနေတော့မှာပွဲကအလွန်ပြင်းထန်နေပြီးမိနစ်အနည်းငယ်ပဲလိုတော့တဲ့အချိန်မှာပြိုင်ဘက်အသင်းကဂိုးသွင်းဖို့ကြိုးစားပါတယ်။ဂျက်ကလေထဲမှာထိုကစားသမားကိုတွန်းထုတ်လိုက်ပြီးဘောလုံးကိုရယူကာပြန်လဲတိုက်စစ်ဆင်ဖို့ပြင်ဆင်လိုက်ပေမဲ့ဒိုင်လူကြီးကဂျက်ကိုဖောက်ဖျက်မှုတတ်မှတ်လိုက်တာကြောင့်သူမဟာကြန့်ရှိတဲ့ပွဲချိန်တစ်လျှောက်လုံးအရန်ခုံမှာထိုင်နေရပါတော့တယ်။အရန်ခုံမှာဝူးတယောက်တည်းပဲရှိတာကြောင့်သူမရဲ့နေရာမှာအစားဝင်ဖို့ခေါ်ယူခံရပါတယ်။လူတွေကဝူးရဲ့အရွယ်စားကိုထပ်မံလောင်ပြောင်ကြပေမဲ့ဝူးကတော့ဒါတွေကိုဂယုမဆိုင်နိုင်တော့ပဲပွဲပြန်စတဲ့အခါလင်နီကဘောလုံးကိုရပြီးပေးပို့ဖို့ကြိုးစားပါတယ်။အာချီနဲ့တခြားသူတွေကပြိုင်ဘက်တွေရဲ့လူကက်ချင်းကိုခံထားရပေမဲ့ဝူးကတော့လူကောင်းသေးတာကြောင့်ပြိုင်ဘက်တွေသတိမထားမိပဲလွတ်နေပါတယ်။ဝူးကဘောလုံးပေးဖို့အချက်ပြတဲ့အခါတစ်ကူလာအုပ်ကြီးကဝူးစီဘောလုံးပစ်ပေးလိုက်ပေမဲ့အမြင့်ကြီးဖြစ်နေတာကြောင့်ဝူးဟာအတုံခုံဆိုင်ပြေးသွားပြီးဘောလုံးကိုဖမ်းနိုင်ခဲ့ပါတယ်။ပြိုင်ဘက်ကစားသမား2ယောက်သူ့စီပြေးဝင်လာတဲ့အခါတိုက်ရိုက်ရင်ဆိုင်လို့မရမှန်းသိတဲ့ဝူးက3မှတ်တန်ဂိုးသွင်းဖို့လှမ်းပစ်လိုက်ပါတယ်။ပြိုင်ဘက်တွေတားဆီးဖို့ခုံလိုက်ပေမဲ့မမီတော့ပဲဘောလုံးကချင်းတောင်းနဲ့တက်တက်ဝင်သွားပြီး Thorns အသင်းအမှတ်ရသွားတာကြောင့် Raw Ball သမိုင်းမှာအလဲလက်စားတရိတ်ဆန်တကောင်အမှတ်ရတာပထမဆုံးဖြစ်လို့ကြည့်ရှုသူအားလုံးအံ့ဩသွားကြပါတယ်။ဒါပေမဲ့ Shadow အသင်းကလည်းအရှုံးမပေးပဲသူတို့ရဲ့တိုက်စစ်မှုနွားတိုးကြီးကကွင်းကိုဖျက်ပြေးပြီးဂိုးပြန်သွင်းလိုက်ပါတယ်။ပွဲပြီးဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့အချိန်မှာဝူးကအသင်းသားတွေကိုစုယုံပြီးအနိုင်ဂိုးရဖို့ဗျူဟာတစ်ခုချမှတ်လိုက်ကအစီအစဉ်တိုင်းကွင်းထဲပြန်ဝင်တဲ့အခါဝူးကဘောလုံးကိုရရှိသွားပေမဲ့ပြိုင်ဘက်ကစားသမားရဲ့အနီးကပ်ပိတ်ဆို့ခြင်းကိုခံလိုက်ရပါတယ်။လင်နီလွတ်နေတာကိုတွေးလိုက်တာနဲ့ဝူးကဘောလုံးကိုနောက်ပြန်လှည့်ပြီးကျွမ်းကျင်စွာပေးပို့လိုက်ပါတယ်။တစ်ကလာအုပ်ကြီးကဘောလုံးကိုဖမ်းမိတာနဲ့အာရပါရခုန်တက်ပြီးချင်းတောင်းတဲ့ကိုရိုက်သွင်းကအနိုင်ဂိုးကိုရယူပေးလိုက်တာကြောင့်ရှုံးနိမ့်မှုတွေများစွာကြုံခဲ့ရတဲ့ Thorns အသင်းဟာနောက်ဆုံးမှာအနိုင်ရရှိသွားခဲ့ပါတယ်။လူတိုင်းကအသင်းကိုအားပေးကြသလိုအထူးသဖြင့်ပွဲရဲ့သူရဲကောင်းဖြစ်လာတဲ့ဝူးကိုချီးကျူးကြပေမဲ့ဂျက်ကတော့ပွဲပြီးတဲ့အထိမကစားခဲ့ရတဲ့အတွက်စိတ်ပြက်နေပြီးအားငယ်သွားခဲ့ပါတယ်။ခေတ္တကြာမှာတော့အသင်းသားတွေဟာဘိုင်းလန်းကိုပြန်လာကြပြီးလင်နီနဲ့တခြားသူတွေကဝူးကိုဖဲကစားဖို့ခေါ်ကြတာကြောင့်ဝူးကလက်ခံလိုက်ပြီးဂျက်ပင်မှာလဲလို့မေးပေမဲ့အာချီကတော့သူမကိုတယောက်တည်းလွတ်ထားလိုက်တာအကောင်းဆုံးပဲလို့ပြောပြပါတယ်။တကယ်တော့ဂျက်ဟာတယောက်တည်းနေတတ်ပြီးအသင်းနိုင်ရင်လည်းသူမတယောက်တည်းပဲနာမည်ယူတတ်တာကြောင့်အသင်းသားတွေနဲ့တိတ်ပြီးအဆင်မပြေကြပါဘူး။သူတို့ဖဲကစားနေတုန်းဖလိုကဗီဒီယိုကောင်းနဲ့ဆက်သွယ်လာပြီးအနိုင်ရတဲ့အတွက်အားလုံးကိုဂုဏ်ပြုစကားပြောကြားခဲ့တာကြောင့် Thorns အသင်းဟာပြန်လည်ကြော်ကြားလာပြီးကုန်ပစ္စည်းကြော်ညာတစ်ခုမှပါဝင်ဖို့ဖိတ်ခေါ်ခံရပါတယ်။နောက်တစ်နေ့မှာတော့သူတို့တွေဖက်နှက်ကြော်ညာရိုက်ဖို့စတူဒီယိုကိုသွားကြပါတယ်။လေ့ကျင့်ခန်းတွေကအဆင်ပြေနေပေမဲ့ကျက်ရဲ့အလှည့်ရောက်တဲ့အခါကြော်ညာစညွှန်းအရာသူမကအသင်းရဲ့ဥဆောင်မှုကိုလူတစ်စီလက်ဆင့်ကမ်းပေးရမယ်လို့ပါရှိနေတာကြောင့်ဂျက်ကပြက်ပြက်တတညင်းဆိုပါတော့တယ်။သူမဟာအသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်နေစေဖြစ်ပြီးဘာမှမရှိတဲ့လူတစ်တယောက်နဲ့အစားထိုးခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဝူးကဒီစကားကိုစိတ်ဆိုးသွားပြီးဂျက်ကွင်းထဲမှာမရှိလို့သာအသင်းကနိုင်ခဲ့တာလို့ပြန်လဲတုံ့ပြန်လိုက်တာကြောင့်ဒေါသထွက်ပြီးစတူဒီယိုထဲကထွက်သွားတဲ့ဂျက်ကိုဝူးကတောင်းပန်ဖို့နောက်ကလိုက်သွားခဲ့ပါတယ်။ဂျက်ကသူမရဲ့အသက်အရွယ်ကြောင့်ဆက်မကစားနိုင်တော့ဘူးလို့လူတွေပြောနေတာကိုနားခါနေပြီဖြစ်ကြောင်းပြောပြလာပါတယ်။သူတို့နှစ်ယောက်လမ်းလျှောက်ရင်းစကားပြောနေတော့မှပရိသတ်တွေကဂျက်ကိုမှတ်မိသွားပြီးလက်မှတ်ထိုးဖို့နဲ့မေးခွန်းတွေမေးဖို့ဝိုင်းအောင်လာတာကြောင့်ဂျက်ကထွက်ပြေးဖို့ကြိုးစားတဲ့အခါဝူးကဘယ်သူမှသတိမထားမိပဲလွတ်မြောက်နိုင်မဲ့လမ်းကိုပြသပြီးကူညီပေးခဲ့ပါတယ်။သူတို့နှစ်ယောက်မျိုးတဲကိုပြေးလွှတ်ဖြတ်ကျော်ရင်းကားတိုက်မိလူနီးပါးဖြစ်သွားတာကြောင့်ရဲတွေရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပေမဲ့ဝူးကဂျက်ကိုမြေအောက်ယထာဘူတာစီခေါ်သွားပြီးရဲတွေပရိသတ်တွေနဲ့သတင်းထောက်တွေလက်ကနေလွတ်အောင်ယထာပေါ်တက်ပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။
အချိန်အတော်ကြာပြီးနောက်မှာဂျက်ဟာပထမဆုံးအကြိမ်ပျော်ရွှင်မှုကိုခံစားလိုက်ရပြီးအသင်းကိုအောင်ပွဲရအောင်မစွမ်းဆောင်နိုင်တဲ့အတွက်နေတိုင်းဖိအားတွေခံစားနေရကြောင်းဝန်ခံလိုက်ပါတယ်။သူမရဲ့အကြီးမားဆုံးအိမ်မက်က Claude Trophy ဖလားကိုအသင်းအတွက်ယူပေးဖို့ဖြစ်ပေမဲ့အခုထိမလုပ်နိုင်သေးတဲ့အတွက်ပရိသတ်တွေကသူမအပေါ်မယုံကြည်တော့ဘူးလို့ခံစားနေရတာပါ။ဒါပေမဲ့ဝူးကသူမထင်တာမှကြောင့်တက်တည်ပြဖို့အတွက်ဘိုင်းလန်းစားတောက်ဆိုင်ကိုခေါ်သွားတဲ့အခါမှာတော့ဂျက်ကိုလူတိုင်းကလက်ခုပ်တီးပြီးလှိုက်လိုက်လဲကြိုဆိုကြပါတော့တယ်။ဒါရင်မကသေးပဲစားတောက်ဆိုင်တစ်ခုလုံးမှာလည်းဂျက်ရဲ့တမိုင်းမှတ်တိုင်တွေနဲ့အမတ်တရဓာတ်ပုံတွေကိုလှပချိတ်ဆွဲပြီးအလှဆင်ထားတာကိုတွေ့ရပါတယ်။သူမရဲ့ကြိုးစားမှုတွေဟာအလကားမဖြစ်ခဲ့မှန်သိလိုက်ရတဲ့အတွက်ဂျက်ကဝူးကိုကျေးဇူးတင်စကားပြောကြရင်သူဘလို့ကြောင့် Royal Ball ကစားသမားဖြစ်လာခဲ့တာလဲလို့မေးမြန်းခဲ့ပါတယ်။ဝူးကသူ့ကိုအစကတည်းကပတ်မိုးပေးခဲ့တဲ့အမေဖြစ်သူရဲ့ဓာတ်ပုံကိုထုတ်ပြကအမေဟာဂျက်ရဲ့အမတ်တစိမ့်ပါတဲ့ဖနက်ကိုဝယ်ပေးခဲ့ပြီးဖနက်ပေါ်မှာအိမ်မက်ကိုအကြီးမတ်ပါ Dream Big ဆိုတဲ့စာသားကိုရေးပေးခဲ့တာပါ။စိတ်မကောင်းစရာကတော့အမေဟာပြင်းထန်တဲ့ယောဂဝေဒနာခံစားခဲ့ရပြီးကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဝူးကိုဘိုင်းလန်းမျိုးသားတွေကပဲသူ့ရဲ့ပါရမီကိုယုံကြည်ပြီးစောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။အမေပေးခဲ့တဲ့ဖနက်ကိုတောင်ရောင်းချခဲ့ရပေမဲ့ Thorns အသင်းရဲ့ professional ကစားသမားဖြစ်လာစေရမယ်ဆိုတဲ့အမေကိုပေးခဲ့တဲ့ကတိကိုတော့သူတီအောင်စူးစမ်းနေတာဖြစ်ပါတယ်။ဂျက်ဟာဝူးရဲ့စကားတွေကြောင့်စိတ်လှုပ်ရှားသွားရပြီးအသင်းကရောက်လာတာကြောင့်ဂျက်အိမ်ပြန်သွားခဲ့ပါတယ်။ညရောက်တဲ့အခါဂျက်ဟာတယောက်တည်းရှိနေတော့မင်းက Thorns အသင်းကိုထပ်မံအဆက်ခွဲဖို့ live လွှင့်နေတာကိုတွေ့လိုက်ရတာကြောင့်စိတ်ကုန်သွားတဲ့ဂျက်က live ထဲကိုဝင်ရောက်ပြီးသူမတို့အသင်းကိုနှောက်ယှက်တာရက်ဖို့နဲ့မကြခင်မှာ Claude Trophy ဖလားကိုအရယူပြမယ်လို့တုံ့ပြန်လိုက်ပါတယ်။ဝူးကြောင့်ဂျက်ဟာအသင်းဖော်တွေရဲ့တံမိုးကိုနားလည်သွားပြီးမင်းကိုအောင်မြင်စွာအနိုင်ယူပြမယ်လို့ကတိပေးလိုက်တာပါဂျက်ရဲ့ဒီစကားတွေဟာအသင်းသားတွေအားလုံးကိုအထူးသဖြင့်ဝူးကိုစွန့်ရင်တစ်တွေဖြစ်ပေါ်စေခဲ့ပါတယ်နောက်တစ်နေ့အဝတ်လဲခန်းထဲမှာအသင်းသားအားလုံးဟာဂျက်ရဲ့ပြောင်းလဲသွားတဲ့အပြုအမူကြောင့်အံ့ဩနေကြပါတယ်ဂျက်ကအသင်းကိုတံမိုးမထားခဲ့မိတဲ့အတွက်အားလုံးကိုတောင်းပန်ပြီးအားလုံးစုစည်းမှသာချန်ပီယံဆုကိုရနိုင်မှာဖြစ်လို့ကူညီကြဖို့တောင်းဆိုလိုက်ပါတယ်နီးပြဒင်းနစ်အပါဝင်အားလုံးကသဘောတူကြပြီးအပြင်းထန်လေ့ကျင့်ဖို့ပြင်ဆင်ကြပါတော့တယ်နီးပြကကစားသမားတဦးချင်းစီရဲ့အားသာချက်တွေကိုအသုံးချဖို့စီစဉ်ပါတယ်။အာချီသူ့ရဲ့ခွန်အားကိုသုံးပြီးခန်းစစ်ကိုအားကောင်းအောင်လုပ်ရမယ်။လင်နီအရင်ကသူ့ရဲ့ပုံစံကြောင့်အထင်သေးခံရပေမဲ့အခုတော့သူ့ရဲ့ရှီလျားတဲ့လေပင်ကိုသုံးပြီးအဝေးကနေဂိုးသွင်းဖို့လေ့ကျင့်ရမယ်။အိုလီဗီယာသူမရဲ့အရေးချင်းအပေါ်ယုံကြည်မှုနည်းပြီးအွန်လိုင်းကဝေဖန်မှုတွေကိုဂရုစိုက်တတ်တာကြောင့်နီးပြကသူမကိုဖုံးသုံးခွင့်ပိတ်လိုက်ပြီးသူမရဲ့အရှိန်ဟုန်ကိုတိုက်စစ်မှာသုံးခိုင်းပါတယ်။မိုရိုဂိမ်းပေါ်မှာပဲအမြဲတမ်းအာရုံစိုက်ထားဖို့ကတိပေးခိုင်းပါတယ်။ဂျက်တယောက်တည်းကစားတတ်တဲ့အကျင့်ကိုဖျောက်ပြီးအသင်းသားတွေနဲ့ပူးပေါင်းကဘောလုံးပေးဝေမှုတွေလုပ်ဖို့တင်ယူရမယ်။ဝူးအရက်နဲ့ခွန်အားမှာအားနည်းပေမဲ့ကွင်းရဲ့ဘယ်နေရာကမဆိုဂိုးဝင်အောင်ပစ်သွင်းနိုင်တဲ့လက်ဖြောင့်ကစားသမားဖြစ်လေ့ကျင့်ရမယ်။လေ့ကျင့်ခန်းတွေကပင်ပန်းပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့တွေဟာစီစီလုံးလုံးနဲ့ကစားတက်လာပြီးပွဲစဉ်တွေမှာဆက်တိုက်အနိုင်ရလာပါတယ်။ Thorns အသင်းဟာဆီမီဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့ပြီးအောင်ပွဲခံဖို့ပြင်နေတော့မှာပဲအသင်းမန်နေဂျာဖလိုကဂျက်ကိုတီးတန့်ခေါ်တွေ့လိုက်ပါတယ်။ဖလိုကသူမအနေနဲ့အသင်းသားတွေအခုလိုအောင်မြင်လာလိမ့်မယ်လို့မထင်ထားတာကြောင့် Thorns အသင်းကို Submerged City အသင်းစီရောင်းချလိုက်ပြီးဖြစ်ကြောင်းနဲ့ပတ်စံအားလုံးကိုသူမပဲယူထားတော့မှာဖြစ်ကြောင်းဖွင့်ဟပြောဆိုလိုက်ပါတော့တယ်။ဒါပေမဲ့အသင်းပိုင်ရှင်အသစ်တွေကအသင်းကိုအကြီးစားပြုပြင်ပြောင်းလဲမှုတွေလုပ်ချင်နေတာဖြစ်ပြီးဂျက်အပါဝင်ကစားသမားအဟောင်းတွေကိုစာချုပ်အသစ်ပြန်မချုပ်တော့ဘူးလို့ဆိုပါတယ်။ဒါကိုတိလိုက်ရတဲ့ချက်ကအံ့ဩတုန်လှုပ်သွားတယ်လို့ဝူးကလည်းအခြေအနေအလုံးကိုမတော်တဆကြားသွားခဲ့တာကြောင့်အသင်းသားတွေကိုအမှန်အတိုင်းပြောပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကတော့အသင်းသားတွေဒါကိုတိသွားရင်စိတ်တက်ကြပြီးဆီမီဖိုင်နယ်မှာရှုံးနိမ့်သွားမှာစိုးရိမ်တာကြောင့်ဝူးကိုအတင်းသားမြစ်ခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှာတော့ Shepherds အသင်းနဲ့ရှင်ပြိုင်ရမယ့်နေ့ကိုရောက်ရှိလာပြီးအာချီနဲ့တခြားသူတွေကစိတ်လှုပ်ရှားနေကြပေမဲ့ဂျက်နဲ့ဝူးကတော့အမှန်တရားကိုဖုံးကွယ်ထားရတဲ့အတွက်စိုးရိမ်စိတ်တွေပြည့်နေခဲ့ပါတယ်။ပွဲစတင်တဲ့အခါမှာတော့ Thorns အသင်းသားတွေဟာတခုခုမှားယွင်းနေပြီဆိုတာကိုချက်ချင်းသိလိုက်ရပါတယ်။ဂျက်ဟာအရင်လိုအသင်းသားတွေနဲ့စီးချက်မညီတော့ပဲတကူကောင်းဆန်စွာကစားနေတာကြောင့်ပြိုင်ဘက်အသင်းကအမှတ်တွေအလွယ်တကူရယူသွားခဲ့ပါတယ်။အခြေအနေတွေပိုဆိုးလာတာကြောင့်ဝူးကအသင်းသားအားလုံးကိုစူးစီးပြီးအသင်းရောက်လိုက်ရတဲ့အမှန်တရားကိုဖွင့်ပြောလိုက်ပါတော့တယ်။သူတို့မှာဒီအသင်းအတွက်ကစားဖို့နောက်ဆုံးနှစ်ပွဲပဲကျန်တော့တာဖြစ်ပြီးအသင်းသားတွေကြားမှာငင်းခုန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဂျက်ကတော့သူမရဲ့တီးခတ်နိုင်စွမ်းကိုကျော်လွန်သွားပြီးဘာပဲဖြစ်ဖြစ်ဒီပွဲကိုအနိုင်ယူမယ်လို့ကြုံဝါလိုက်ပါတယ်။ပွဲပြန်စတာနဲ့ဂျက်ကတကူတော်စွမ်းဆောင်မှုတွေနဲ့ဂိုးတွေသွင်းယူခဲ့ပေမဲ့ပြိုင်ဘက်အသင်းကို10မှတ်လောက်ထိဆက်လက်ရှုံးနေခဲ့ပါတယ်။ပွဲပြီးခါနီးတမတ်အလိုမှာဝူးကဘောလုံးကိုရယူပြီးချင်းတောင်းစီပြေးဝင်ပေမဲ့ပြိုင်ဘက်တွေကဝိုင်းအောင်ပိတ်ဆို့ထားတာကြောင့်အာချီကိုအကူအညီတောင်းလိုက်ပါတယ်။အာချီကရေခဲကွင်းပေါ်ခုန်ချလိုက်တာကြောင့်ဆင်ထွက်လာတဲ့ရေခဲတုံးကဝူးကိုချင်းတောင်းစီတိုက်ရိုက်လွှင့်ထွက်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဝူးဂိုးသွင်းခါနီးမှာပဲဂျက်ကဘောလုံးကိုဖျက်ယူပြီးအနိုင်ဂိုးကိုကိုယ်တိုင်သွင်းယူလိုက်တာကြောင့် Thorns အသင်းဟာဂိုးလူပွဲကိုတက်လှမ်းနိုင်ခဲ့ပါတယ်။
အောင်မြင်သွားပေမဲ့ဝူးနဲ့အသင်းသားတွေကတော့ကျဲရဲ့လုပ်ရက်ကိုသဘောမကျတာကြောင့်အသင်းကနေထွက်ခွာသွားကြပါတယ်။ရက်အနှဲငယ်ကြာတဲ့အထိအသင်းသားတွေဟာကိုလန်းကိုရှောက်နေကြပြီးဘိုးလူပွဲကစားဖြစ်ဖို့တောင်မတေချာတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ဝူးဟာဘိုင်းလန်းကိုပြန်လာပြီးသူ့ရဲ့ကစားသမားဘဝပြီးဆုံးသွားပြီလို့ယူဆကကွင်းဟောင်းမှာတယောက်တည်းလေ့ကျင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျဲရောက်လာပြီးဝူးအိမ်ငှားခအတွက်ရောင်းချခဲ့ရတဲ့ဖက်နှက်လေးကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။သူမဟာဖလားရဖို့ပဲအာယုံစိုက်နေမိတာကြောင့်တငယ်ချင်းတွေရဲ့တန်ဖိုးကိုမေ့လျော့ခဲ့မိတဲ့အတွက်တောင်းပန်လိုက်ပြီးဝူးကလည်းလက်ခံလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာတခြားအသင်းသားတွေကိုလိုက်လံခေါ်ယူပြီးနောက်ဆုံးအကြိမ်ဖြစ်အသင်းကိုပြန်လည်စုစည်းခဲ့ပါတယ်။နောက်ဆုံးမှာတော့မီးတောင်ချော်ရည်တွေနဲ့မီးတောက်တွေဖုံးလွှမ်းနေတဲ့ကွင်းအတွင်းဘော့ကနဆာအသင်းနဲ့ရင်ဆိုင်ရမယ့်ဘူလူပွဲကြီးရောက်ရှိလာပါပြီ။မင်းကတော့ဂျက်နဲ့ဝူးကိုလူပုံအလဲမှာအဆက်ခွဲဖို့ပိုပြီးပြက်ပြက်သားသားဆုံးဖြတ်ထားပါတယ်။နှစ်ဖက်အသင်းသားတွေဟာသူတို့ရဲ့ဗျူဟာတွေကိုပြန်လည်စစ်ဆေးပြီးနေရာယူလိုက်ကြပါတယ်။ပရိသတ်အားလုံးရင်ခုန်စွာစောင့်ကြည့်နေစဉ်မှာပဲဒိုင်လူကြီးကအချက်ပေးလိုက်ပြီးဘောလုံးကိုလေထဲကိုပစ်တင်လိုက်ပါတော့တယ်။လင်နီကဘောလုံးကိုအရင်ဦးအောင်ဖမ်းဖို့ကြိုးစားပေမဲ့မင်းကအသာစီးရသွားပါတယ်။မင်းကရှေ့ကိုတိုးထွက်လာပြီးဝူးကိုဒူးနဲ့တိုက်ခိုက်ခဲ့တယ်လို့ပထမဆုံးအဖွင့်ဂိုးကိုလည်းတွင်းယူသွားပေမဲ့ဝူးကတော့စိတ်တက်မကြပဲအသင်းသားတွေနဲ့စီစီလုံးလုံးဆက်ကစားပါတယ်။ဂျက်ကအာချီစီဘောလုံးပေးပို့ပြီးအမှတ်ကွာဟချက်ကိုရှော့ချနိုင်ခဲ့တာကြောင့်ပထမပိုင်းအပြီးမှာနှစ်သင်းစလုံးအမှတ်တူသွားပါတယ်။ဒါကိုမင်းကမကျေနပ်တာကြောင့်ဘယ်နည်းနဲ့မဆိုအမှတ်ရအောင်လုပ်ဖို့သူ့အသင်းသားတွေကိုအမိန့်ပေးလိုက်ပါတယ်။ဒုတိယပိုင်းမှာဝူးကဘောလုံးရပြီးဂိုးသွင်းဖို့ပြေးထွက်ချိန်မှာမင်းကသူ့စီကိုအရှိန်နဲ့ပြေးဝင်လာတာကြောင့်စိတ်ကလေးဝူးကိုကာကွယ်ဖို့အတွက်ဂျက်ကကြားထဲကခံပေးလိုက်ရာကနေမင်းရဲ့တိုးထုံမှုကိုပြင်းပြင်းထန်ထန်ခံလိုက်ရပြီးခြေထောက်ကျိုးသွားပါတယ်။ဂျက်ကိုစေကူတာခန်းနဲ့အမြန်ပို့လိုက်ရပြီးဆရာဝန်ကသူမရဲ့ဒူးတန်ရာကပြင်းထန်တာကြောင့်ဆက်ကစားရင်သူမရဲ့ကစားသမားဘဝအပြီးတိုင်နှီးကုန်းချုပ်သွားနိုင်တယ်လို့သတိပေးပါတယ်။အကောင်းဆုံးကစားသမားမရှိတော့တာကြောင့်အသင်းသားတွေစိတ်တက်ကြနေချိန်မှာဝူးကသူ့အမေတင်ပေးခဲ့တဲ့အတိုင်းအိမ်မက်ကိုအကြီးကြီးမှတ်ဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ်။ဂျက်ကလည်းဝူးရဲ့စကားကိုထောက်ခံပြီးကွင်းထဲမဝင်နိုင်ပေမဲ့အရန်ကုန်ကနေအသင်းသားတွေကိုအစွမ်းကုန်အားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျက်ကွင်းထဲပြန်ထွက်လာချိန်မှာပရိသတ်အားလုံးကသူမရဲ့ကြိုးစားမှုကိုအတိမတ်ပြုပြီးလက်ခုပ်တီးအားပေးကြပါတယ်။ဂျက်ရဲ့နေရာမှာမိုဒိုဝင်ကစားပြီးဆက်လက်ရှင်ပြိုင်ကြပါတယ်။တတိယပိုင်းစက္ကန့်ပိုင်းအလိုမှာဝူးကဘောလုံးကိုကျမ်းပြင်နဲ့ရိုက်ထုတ်လိုက်ရာကနေအိုလစ်ဗီယာကဘောလုံးကိုဖမ်းမိသွားပါတယ်။မင်းကတားဆီးဖို့ကြိုးစားပေမဲ့အိုလစ်ဗီယာကသူမရဲ့အတောင်ပံတွေကိုတုံးပြီးလေထဲမှာဝဲပြန်ကမင်းရဲ့မျက်နှာကိုကန်ထုတ်ပြီးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။နောက်ဆုံးစတုထပိုင်းမှာတော့ကွင်းရဲ့ပုံတံကချော်ရည်တွေကြောင့်ကြောက်ဆောင်တွေထွက်လာပြီးပုံမခက်ခဲလာပါတယ်။ဝူးကဘောလုံးနဲ့ဂိုးသွင်းဖို့ပြေးနေတော့မင်းကထပ်မံနှုတ်ထုတ်လိုက်တာကြောင့်ကြောက်ဆောင်တွေနဲ့တိုက်မိသွားပါတယ်။ဒါကိုဒိုင်လူကြီးကဖောက်ဖျက်မှုမပေးတဲ့အတွက်အာချီကဒေါသထွက်ပြီးမင်းကိုခေါင်းနဲ့စောင့်တိုက်လိုက်ပါတယ်။ရုံးရင်ဆန်ခတ်ဖြစ်သွားပြီးနောက်အာချီဟာကွင်းထဲကနေထွက်သွားဖို့အမိန့်ပေးခံရပါတယ်။အသင်းသားတယောက်လျှော့သွားတဲ့အတွက် Thorns အသင်းပြုတ်တော့မဲ့အခြေအနေမှာဂျက်ကဒဏ်ရာနဲ့ကွင်းထဲပြန်ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နီးပြဒင်းနစ်ကလည်းအနိုင်ရနိုင်မဲ့ဗျူဟာတစ်ခုကိုချပေးလိုက်ပါတယ်။ပွဲပြီးဖို့20စက္ကန့်လိုမှာ Volcanos အသင်းက114မှတ် Thorns အသင်းက112မှတ်ဖြစ်နေပါတယ်။မိုရိုကဘောလုံးကိုအရင်ရပြီးအိုလစ်ဗီယာစီပေးပို့ပါတယ်။အိုလစ်ဗီယာကနေတဆင့်လင်နီစီရောက်သွားပြီးလင်နီကသူ့လေပင်ကိုသုံးကဘောလုံးကိုအပေါ်ပင့်တင်လိုက်ပါတယ်။ဝူးကခေါင်းတိုက်ပြီးမင်းကိုကြော်ဖြတ်လိုက်ချိန်မှာဂျက်ကလေထဲမှာဘောလုံးကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့သူမမြေပြင်ပေါ်ဆင်းသက်ချိန်မှာဒဏ်ရာရထားတဲ့ခြေထောက်ကအယိုးတွေထပ်ကျိုးသွားပါတယ်။ပြိုင်ဘက်တွေကသူမကိုဝိုင်းထားထားပေမဲ့ဂျက်ကသူမရဲ့အမီးကိုတုံးပြီးဝူးစီဘောလုံးပေးပို့လိုက်ပါတယ်။ဝူးက3မှတ်တန်ဂိုးကိုအဝေးကနေလှမ်းပစ်လိုက်ရမှာဘောလုံးကချင်းတောင်းနဲ့တက်တက်ဝင်သွားပြီးတွန်းစအသင်းဟာမယုံနိုင်စရာကောင်းလောက်အောင်ပွဲကိုအနိုင်ရရှိသွားပါတော့တယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ဂျက်နဲ့သူမရဲ့အသင်းဟာခွာထရော်ဖီဖလားကိုအိမ်တို့တည်ဆောင်နိုင်ခဲ့ပါပြီ။သူတို့အားလုံးဘိုင်းလန်းမျိုးကကွင်းအောင်လေးမှာပရိသတ်တွေနဲ့အတူအောင်ပွဲခံကြပါတယ်။ဝူးကအသင်းသားတွေပရိသတ်တွေနဲ့အထူးသဖြင့်သူ့ကိုအရှုံးမပေးဖို့တင် जा ပေးခဲ့တဲ့အမေဖြစ်သူကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အသင်းပိုင်ရှင်ဖလိုကအသင်းကိုရောင်းလိုက်ပြီးဖြစ်လို့သူတို့တွေခွဲခွာရတော့မယ်လို့ဝမ်းနည်းနေချိန်မှာပဲမိုဒိုကအံ့ဩစရာသတင်းတစ်ခုပေးပါတယ်။သူဟာဦးနိုကစားရာကနေအနိုင်ရပြီးအသင်းစာချုပ်ကိုပြန်လည်ရရှိခဲ့တာကြောင့်အသင်းသားအလုံးအတူတူဆက်ရှိနေနိုင်ခဲ့ပါတယ်။ဝူးနဲ့သူ့တငယ်ချင်းတွေဟာနောက်ထပ်အောင်ပွဲတစ်ခုကိုဆက်လက်ဆင်နွှဲကြပြီးသူ့အမေဟာတနေရာရာကနေသူ့အတွက်ဂုဏ်ယူနေမှာဖြစ်ကြောင်းဝူးကယုံကြည်နေပါတော့တယ်ဒီရုပ်ရှင်လေးအပေါ်မှာရောတင်ဘလို့ထင်တယ်လဲ။အောက်ကကွန်မန့်မှာရေးပေးခဲ့ပါဦး။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦး။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။တာတာ